ဒဏ်ရာတွေကြားမှာများနေသားကျသွားတာလားကန်ရဘက်ရင်အားလုံးပဲမင်္ဂလာပါဗျာအာဆင်နယ်အသင်းအတွက်ဒီကနေ့မနေ့ကင်းလေးကတော့သတင်းစွန်းနဲ့စတင်လိုက်ရပါတယ်တိုင်းစစ်မှာလူပြန်စုံလို့ပြောနေကမှာအခုဆိုရင်ဒဏ်ရာရဆင်းတဲ့ကိုကင်းကန်ဆွဲတိုက်စစ်မှုကပြန်ရောက်သွားပါပြီဒါဆိုရင်အာဆင်နယ်ရဲ့ဒဏ်ရာရဆင်းတဲ့မှာစာကာအိုဒီကက်ထရော့ဆက်ကန်ရဘက်တို့၄ဦးထိဖြစ်သွားခဲ့ရပါပြီဒါအာဆင်နယ်အသင်းအတွက်တိုင်းစစ်ပိုင်းအခက်တွေ့နိုင်တဲ့အချက်ဖြစ်နေပြီးဒီအချက်ဟာရာသီကုန်မှုနီးလာခဲ့တဲ့ဒီလိုအချိန်မျိုးမှာမောင်းတင်မယ်ဆိုကမှဒဏ်ရာပြဿနာတွေကခက်ဆိတ်ဆိတ်ဖြစ်လာခဲ့ပါတယ်တခြားသောကစားမတွေကတော့ဒဏ်ရာပြဿနာရတယ်ဆိုတာအရင်မစိတ်ပေမဲ့လည်းကန်ရဘက်ကတော့နောက်ပိုင်းမှာပိုပြီးတော့ခက်ဆိတ်ဆိတ်ဖြစ်လာခဲ့တာပါဒီအချက်ကြောင့်ပဲအာဆင်နယ်နီးပြအာဒီတာဟာကန်ရဘက်ကိုပေါ်ပေါ်ပြပြအသုံးမပြုဘဲစနစ်တကျလှုပ်ဆောင်နေခဲ့တာပါဒီကြားတွေကမှကန်ရဘက်ဟာကျော်သားချင်ဟာထပ်မံရရှိသွားခဲ့ပြီးလောက်ကုန်လောက်ထိအနားယူရတော့မှာပါကန်ရဘက်ဂျာဒီအစမှာတပွဲလောက်ပါဝင်ကစားခဲ့ပြီးအဲ့နောက်ပိုင်းမှာတော့ဒဏ်ရာကြောင့်ကာလာချင်အနားယူခဲ့ရသလိုအခုလည်းဒဏ်ရာထက်ရခဲ့တာပါကန်ရဘက်ဒဏ်ရာချက်လက်တွေရဒီယာဒီမှာရက်ပေါင်း148ရက်ကြာအနားယူခဲ့ရပြီးအာဆင်နယ်အသင်းရဲ့ပွဲစဉ်ပေါင်း29ပွဲလောက်ထိကိုလွဲချော်ထားခဲ့တာပါဒါအပြင်အားသိစရာကောင်းနေတာကကန်ရဘက်ဟာအာဆင်နယ်ကိုမရောက်ခင်ဒဏ်ရာကြောင့်အနားယူရတဲ့ဆိုတာရပ်ပေါင်းအပြင်ရက်20ကအများဆုံးဖြစ်ခဲ့တာပါဒါပေမဲ့လည်းအာဆင်နယ်အသင်းကိုရောက်ပြီးမှတော့ပြီးခဲ့တဲ့ရာသီကလည်းရပ်ပေါင်း65ရက်ကြာထိအနားယူခဲ့ရသလိုဒီရာသီမှာလည်းရပ်ပေါင်း148ရက်ထိကြာမြင့်ခဲ့ပါတယ်ဒီချိန်ကလီဗာပူးစင်မှာတောက်ပဆုံးဖြစ်လာခဲ့ပြီးဂျာမနီရဲ့အားချတဲ့တိုက်စစ်မှုကန်ရဘက်ဟာချယ်ဆီအသင်းအတွက်လည်းချန်ပီယံဆူပလာကိုရောက်ပေးနိုင်ခဲ့တဲ့တိုက်စစ်မှုတူဖြစ်ခဲ့သူပါဒါပေမဲ့လည်းအာဆင်နယ်အတွက်ကြောင့်အာဆင်နယ်အသင်းဟာသူ့ရဲ့ဒဏ်ရာပြဿနာတွေကိုပဲဂယူးဆိုင်နေခဲ့ရပြီးကန်ရဘက်ဟာအာဆင်နယ်အသင်းမှာသူ့ရဲ့အကောင်းဆုံးပုံစံတွေကိုရလိုက်ဒဏ်ရာရသွားလိုက်နဲ့လုံးလဲချနေလိုက်နေခဲ့တာပါအခုလည်းဒဏ်ရာတွေကြောင့်ရာသီကုန်ထိအနားရအောင်ဖြစ်လို့အာဆင်နယ်ရဲ့ပွဲစဉ်၄ပွဲလောက်ထိကိုလွဲချော်ရအောင်ပါအာဆင်နယ်အသင်းဟာပြိုင်ပွဲကြီး၄ရက်စလုံးမှာချန်ပီယံဖြစ်နိုင်ဖို့ဆိုရင်လက်ရှိလူစင်းတဲ့အဆင်းပြေနိုင်ပေမဲ့လည်းဒဏ်ရာကစားမဆင်းမှာတော့အဓိကကစားမတွေရှိနေလို့မရပါဘူးဒါကြောင့်အာဆင်နယ်အနေနဲ့ဒီလားကွန်လောက်ကနေစပြီးအကောင်းဆုံးသောကစားမတွေနဲ့အတူဆိုလာမျော်လင်းချက်တွေကိုစတင်ရတော့မှာပါ2021-22ဘောလုံးရာသီကလည်းလီဗာပူးတင်ဟာအာဆင်နယ်လိုမျိုးဖလားလေးလုံးလမ်းကြောင်းပေါ်ကနေရာသီကုန်မှာတော့ပြည်တွင်းရဲ့စူပလာတွေဖြစ်ကြတဲ့ကာရာဘောင်းနဲ့ FA ဖလားတွေကိုပဲရောက်နိုင်ခဲ့တာပါဒဏ်ရာတွေမကြာခဏရတဲ့အာဆင်နယ်အားကိုရတူဖြစ်တဲ့ကန်ရဘက်တောင်ဒဏ်ရာပဒနာတွေကြားထဲမှာပဲနေသားတခြားဖြစ်သွားပြီလားဗီဒီယိုလေးကဒီလောက်ပါပဲအစောကြီးကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ဒုတိယအချိန်တိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ